ယောမဝါဒစာဆိုတာလေခရိယန်ဓမ္မဖိနာမှာအရေးကြီးဆုံးအုံမေတစ်ခုလိုပါပဲဒါမဲ့တစ်ဖက်မှာလည်းနားလဲရခက်တယ်ရှုပ်ထွေးတယ်လို့နာမည်ကြီးပြန်ရောကဲဒီနေ့တော့အဲ့ဒီလိုရှုပ်ထွေးနဲ့နေတယ်ဆိုတဲ့ကျန်းစာရဲ့အဓိကအချက်ချားတွေကို9မိနစ်အတွင်းမှာပဲအတူတူရှင်းရှင်းလင်းလင်းမြင်သွားအောင်ကြည့်ကြပါစို့ဟုတ်ပါရဲ့9မိနစ်တည်းနဲ့ယောမဩဝါဒစာတစ်စောင်လုံးကိုနားလည်ဖို့ဆိုတာဘယ်လို့မှမဖြစ်နိုင်ဘူးလို့ထင်စရာပဲလေဒါပေမဲ့လေရှင်ပေါလုရဲ့အတွေ့အခေါ်စစ်ဆင်သွားတဲ့လမ်းကြောင်းအတိုင်းသာတဆင့်ချင်းစီလိုက်သွားကြည့်မယ်ဆိုရင်အန်ဩစရာကောင်းလောက်အောင်ရှင်းလင်းသွားတာကိုတွေ့ရမှာပါကဲအစင်တင်ဖြစ်ကြပြီလားကဲဒီခရီးအတွက်လမ်းပြမြေပုံကတော့ရှင်းရှင်းလေးပါပထမဆုံးလူသားအားလုံးကြုံနေရတဲ့ပြဿနာတစ်ခုကနေစမယ်အဲ့ဒီနောက်ဘုရားသခင်ရဲ့အဖြေကိုလေ့လာမယ်ပြီးရင်အရေးကြီးတဲ့မေးခွန်းတစ်ခုကိုဖြေရှင်းကြည့်ပြီးဒီအရာတွေအားလုံးကနေ့စဉ်ဘဝမှာလက်တွေ့ဘလို့သက်ဆိုင်နေလဲဆိုတာကိုချိသွားကြမှာဖြစ်ပါရဲ့ကောင်းပါပြီပထမဆုံးအပိုင်းကိုစလိုက်ကြရအောင်ဒီဩဝါဒစာလေးတထင်းကောင်းတွေနဲ့တမ်းမဆော့ပါဘူးအဲ့ဒီအစာလူသားအားလုံးမှာတူညီစွာရှိနေတဲ့ပြဿနာကြီးတစ်ခုကိုအရင်ဆုံးဖော်ထုတ်ပြတာနဲ့အစပြုထားတာနဲ့အစပြုထားပါတယ်ဒီနေရာမှာရှင်ပေါလုကဘုဒ္ဓကမှချွင်းချက်မပေးထားဘူးယူဒလူမျိုးပဲဖြစ်ဖြစ်တပါးအမျိုးသားပဲဖြစ်ဖြစ်လူသားအားလုံးဟာဖျားသခင်ရဲ့စုံလင်တဲ့ဆန္ဒကိုဘလို့မှမမီနိုင်တဲ့အဖြစ်ဆိုတဲ့တူညီတဲ့ပြဿနာတစ်ခုရဲ့အောက်မှာရှိနေတယ်လို့သူကအခိုင်အမာပြောထားတယ်ဒါလူသားတိုင်းမျှဝေခံစားနေရတဲ့အခြေအနေတစ်ခုပေါ့ပြဿနာကကြီးမားပုံရပြီမယ်လीအဖြစ်ကတော့အဲ့ဒီထက်တောင်ပိုပြီးတော်လည်ပါတယ်ကဲအခုဆိုရင်ရိုမာဩဘာဒစာရဲ့နှလုံးသားအထက်ကအနှစ်သာရဖြစ်တဲ့အပိုင်းကိုရောက်လာပါပြီဒါတကယ်ကိုတော်လန်တဲ့တွေးခေါ်ချက်ခုပါစဉ်းစားကြည့်လေလူတွေဟာနှစ်ထောင်ပေါင်းများစွာကောင်းမှုကုသိုလ်တွေလုပ်ပညတ်တရားတွေကိုလိုက်နာကျင့်သုံးပြီးဖျားတခင်ရှင်းမှာဖြောင်းမဲ့ဖို့စ조사ခဲ့ကြတယ်ဒါပေမဲ့ရှင်ပေါလုကပြောလိုက်တာကမဟုတ်ဘူးလမ်းမှန်ကအဲ့ဒီလိုမဟုတ်ဘူးဒါကကိုစ조사မှုနဲ့ရတာမဟုတ်ပဲယေရှုကိုယုံကြည်လိုက်တာနဲ့ရနိုင်တဲ့လက်ဆောင်တစ်ခုတာဖြစ်တယ်တဲ့ဒီအဆင့်တွေကိုကြည့်လိုက်တာနဲ့ရှင်ပေါလုရဲ့ကြိုးကြောင်ဆင်ခြင်ပုံကဘလောက်ရှင်းလင်းလဲဆိုတာမြင်နိုင်ပါတယ်အခန်းကြီး1ကနေ8အထိမှာသူကပြဿနာကနေအဖြေစီကိုပြီးတော့အဲ့ကနေအသက်တာတစ်ခုစီကိုတဆင့်ပြီးတဆင့်လက်တွဲခေါ်ဆောင်သွားခဲ့တာပါကောင်းပြီအခုလို့ဆိုရင်မေးစရာမေးခွန်းတစ်ခုပေါ်လာနိုင်တယ်ယုံကြည်ခြင်းအဖြစ်မဲ့ကယ်တင်ခြင်းရတယ်ဆိုရင်ဘုရားသခင်ကဣသရေလလူမျိုးကိုဘာလို့အာသဂတိကရွေးချယ်ခဲ့သေးလဲသူတို့ကတော့ဒီအစီအစဉ်မှာဘယ်နေရာကပါမှာလဲရှင်ပေါလုကဒီအေးကြီးတဲ့မေးခွန်းကိုအခန်းကြီး9နဲ့10မှာအသေးချာရှင်းပြထားပါတယ်ဒီနေရာမှာနည်းနည်းနောက်လဲရခက်တဲ့အချက်တစ်ခုရှိနေပါတယ်တစ်ဖက်မှာဘုရားသခင်ရဲ့ရွေးချယ်မှုနဲ့အစီအစဉ်ကအကျွမ်းမဲ့ဖြစ်တယ်လို့ဆိုတယ်ဒါပေမဲ့နောက်တစ်ဖက်မှာကျတော့ဣသရေလလူမျိုးကသူတို့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ခရစ်တော်ကိုညှင်းပယ်ခဲ့ကြတယ်အဲ့ဒီတော့ဒီနှစ်ခုကဘလို့အတူတူဖြစ်နိုင်မှာလဲဒါဟာရှင်ပေါလုကစဉ်းစားစေခြင်းတဲ့မြင့်မြတ်တဲ့လျှော့ဝှက်ချက်တစ်ခုပါပဲဒီအပိုင်းရဲ့အရေးကတော့မျော်လင့်ချက်ပါပဲဣသရေလတို့ရဲ့ယာယီငင်းပယ်မှုဟာတပါးမျိုးသားတွေအတွက်ကယ်တင်ခြင်းတကားကိုဖွင့်ပေးခဲ့တယ်လို့ဖြစ်သွားပြီးနောက်ဆုံးမှာတော့ဖျားသခင်ကဣသရေလလူမျိုးအတွက်လည်းကယ်တင်ခြင်းအစီအစဉ်ရှိနေစေဖြစ်တဲ့ဆိုတာကိုတွေ့ရပါတယ်ဓမ္မပညာကအရန်အရေးကြီးပါတယ်ဒါပေမဲ့အဲ့ဒီယုံကြည်ချက်တွေကနေ့စီဘဝမှာရောဘာအဓိပ္ပာယ်ရှိလဲကဲအခုဆိုရင်အဲ့ဒီနည်းနည်းတဲ့အမှန်တရားတွေကနေလက်တွေ့ကြတဲ့အပိုင်းကိုကူးပြောင်းကြည့်ကြရအောင်ဒီအချက်တွေကတော့ယုံကြည်ခြင်းဖြင့်ဖြောင့်မတ်ခြင်းရထားတဲ့အတ္တဟာလက်တွေ့မှာဘယ်လိုပုံစံရှိလဲဆိုတဲ့ပုံရိပ်တွေပါပဲဒါဟာကိုယ်စိတ်ထဲမှာပဲရှိနေတဲ့ခံစားချက်သက်သက်မဟုတ်ဘူးအုပ်စိုးတူအာနာပိုင်းတွေကိုလေးစားတာကနေစပြီးယုံကြည်ခြင်းအားနည်းသူတွေကိုမေတ္တာနဲ့ဆက်ဆံတာအထိဘဝတစ်ခုလုံးကိုပြောင်းလဲစေတဲ့လက်တွေ့ကျတဲ့ယုံကြည်ခြင်းမျိုးပါကောင်းပါပြီဒီခေတ်ရေးစင်းတစ်ခုလုံးကိုအနှစ်ချုပ်ခုအချိန်ရောက်လာပါပြီဒီဩဝါဒစာတစ်ဆောင်လုံးကနေပေးခြင်းတဲ့အဓိကသတင်းစကားကတကယ်တမ်းမှပါဖြစ်မလဲအဓိကအချက်ကတော့ရှင်းရှင်းလေးပါပဲရိုမာဩဝါဒစာဆိုတာစာအုပ်စင်ပေါ်တင်ထားရမယ့်ဓမ္မပညာစာအုပ်တအုပ်တက်တယ်မဟုတ်ပါဘူးဒါအတွေ့အခေါ်ကိုပြောင်းလဲစေပြီးအဲ့ဒီကနေတဆင့်နေ့စဉ်ဘဝဆက်ဆံရေးလုပ်ရက်တိုင်းကိုပါလုံးဝပြောင်းလဲပြဖို့ရည်ရွယ်တဲ့လက်တွေ့ကြတဲ့လမ်းညွှန်တစ်ခုပဲဖြစ်ပါတယ်အဆုံးသတ်အနေနဲ့ဒီမေခွန်းလေးကိုစဉ်းစားစရာအထက်ခြံထားခဲ့ခြင်းပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း2000လောက်ကအရေးခဲ့တဲ့ဒီစာထေးကယုံကြည်ခြင်းမေတ္တာနဲ့အစိခံခြင်းအကြောင်းသင်ကြားချက်တွေကဒီနေ့ခေတ်လူတဦးချင်းစီရဲ့ဘဝနဲ့လူ့ဘဝအစည်းအဝေးဘလို့လက်တွေ့ကြတဲ့အတေးပဲတွေရှိနေနိုင်မလဲဆိုတာကိုပေါ့